ကျင့်ဉာဏ်မှလို့ငါဖို့သခန်းဝင်လန်းစဉ်ပါရမီတော်အနိစ္စတုံဒုက္ခအနတ္တမြင်လာတော်ရွှေရင်ကျော်ရွှေရင်ကျော်အရိယာလန်းစဉ်မှတ်ကြဒီကိုင်းခုနှစ်နှစ်မှထွက်ခဲ့တော့ဘုတော်ပြုထွက်တော်မူတော့80တဲ့နော်သစ္စာရှိဘုတော်ပွင့်ရင်က85နှစ်ထွက်တော်မူပြန်တော့အဘဘုတော်ဟန်တနုယူနေမှာ90ပြည့်နှစ်ထွက်ရမြန်ခဲ့တော့ယေရှုကြည်ပါလာစွာရွှေရင်ကျော်အဖေကြီးမှာမြို့မဆိုင်နဲ့မဆိုင်ကဘာတိုင်းပြည်လဲကျော်တို့ဘီကိုမြင်ချင်းမိမဲ့လိစာတရားကထင်ရှားလွန်တော်တရားသဘောလဲမလွန်ဆန်သောဘုရားဟောတဲ့ဒေသနာတော်56နှစ်ထွက်တော်မူပြန်တော်အမှန်ကိုဉာဏ်သိတဲ့သူတော်စိတ်ထားတွေတို့လို့ဖြူလို့စိတ်ထားတွေတို့လို့ဖြူလို့စေတနာရှင်ဆရာကြီးမှာဓမ္မအထွက်မှာဉာဏ်ချက်သူတွေ့လို့ညောစကြာကဝေဒနာနိရောဓပါအဝိဇ္ဇာပဲခွင်းလို့သာဒီဝိဇ္ဇာနဲ့မှပါရမီစခန်းနဲ့တဏှာလွတ်လန်းဖြစ်ပြန်တာဝိဇ္ဇာလန်းစဉ်ပြောပြခြင်းသာထွက်ရလန်းကိုပေါက်အောင်ကျင့်ကြသူခမညာအဆောင်လက်ဖွဲ့ရတရားတွေမပါအစည်းတွေလည်းမပါဘူးခမညာအာယုံပြုလို့သင်သာမြင်သာအာယုံခံတဲ့ပညာတွေလည်းမပါယုံထားနှံခွာအကြမြင်ဆိုတာအပယ်လေးဘုံရွာမကင်းသေးပါလွတ်လန်းကိုရှာအကျင့်ကိုမှန်သွားဓာတ်စီနှံခွာဆရာများကိုရှောင်ရှားကြပါဆရာကိုသာအယူဆမမောင်းရှာဆရာတင်နာဉာဏ်နဲ့တွေးခေါ်ပါအနိစ္စနဲ့ဒုက္ခလွတ်ကြောင်းရှာဝိပဿနာရှုမှတ်ခါကျင့်ကြပါဖြစ်ပြယုံနာမြင်မှအရိယာဝိဇ္ဇာပညာ